မောင်ထူးနဲ့မောင်ပိန်တို့ဟာဆရာဝန်ငယ်တငယ်ချင်းနှစ်ယောက်ဖြစ်ပါတယ်။တငယ်ချင်းနှစ်ယောက်ဟာငယ်စဉ်ကတည်းကတွေ့ပေါ်ဖြစ်ခဲ့ကြပြီးကြီးလာတော့လဲစေကန်းကိုမျက်နှာချင်းဆိုင်အတူတူဖွင့်ကြတယ်။မောင်ထူးကအလုပ်ကိုအနေငယ်ညင်းငွေနေပေမဲ့လည်းမောင်ပိန်ကတော့သူ့အလုပ်ကိုအလွန်ချစ်မြတ်နိုးပါတယ်။အကြောင်းကတော့မောင်ပိန်ကကျင်သားခွဲစိတ်ဆရာဝန်ဖြစ်ပြီးမောင်ထူးကတော့သွားဆရာဝန်ဖြစ်နေလို့ပါ။မျက်နှာချင်းဆိုင်ဖွင့်ထားတာချင်းအတူတူမောင်ပိန်စေကန်းကိုစော်လန်းလေးတွေပဲလာလေးရှိပြီးမောင်ထူးစေကန်းကိုတော့နာကျင်ကြိုက်ခဲနေတဲ့တကြားအုပ်တွေပဲလာလေးရှိတယ်။မောင်ထူးဟာငယ်စဉ်ဘဝတုန်းကလည်းကလေးတွေကစားကြရင်းနဲ့ကောင်မလေးတယောက်ရဲ့ကျင်းစာတိုက်ခြင်းကိုခံခဲ့ရဘူးတယ်။ဒီကျင်းစာကတော့မောင်ထူးနဲ့အတူတူတချီမိတဲ့သူတိုင်းမောင်ထူးနဲ့ကွဲပြီးတော့ချက်ချင်းပူစာချင်းရှောက်တေးပါသေးဆိုတာပဲဖြစ်ပါတယ်။ကျင်းစာတိုက်တဲ့ကောင်မလေးကလည်းရော့ကြောင်ပန်းကြောင်လေးဆိုတော့မောင်ထူးတို့ကလည်းဒီကိစ္စကိုမပြောက်လိုက်ကြတယ်။ဒါပေမဲ့ဒီကျင်းစာဟာမောင်ထူးကြီးလာတဲ့အခါမှာတော့အမှန်တကယ်ကြီးအသက်ဝင်လာခဲ့ပါတယ်။မောင်ထူးကောင်မလေးတယောက်နဲ့တမန်နဲ့ထိုးလိုက်တဲ့တပတ်မကြခင်မဲ့မောင်ထူးနဲ့ပြက်ပြီးတော့ယောက်ျားပါရသွားလေးရှိတယ်။သူလည်းရီစာဟောင်းတယောက်ရဲ့မင်္ဂလာဆောင်ရှိလို့သွားတက်ရပြန်ပါပြီ။ပတ်လုံးတက်ခဲ့တဲ့မြမင်္ဂလာဆောင်တွေအကုန်လုံးဒီပါကလည်းရီစာဟောင်းတွေရဲ့မင်္ဂလာဆောင်တွေကြီးပဲဖြစ်ပါတယ်။တဖြည်းဖြည်းရီစာဟောင်းတို့သမီးတွေကလည်းမောင်ထူးနဲ့အိတ်လိုက်လို့ပူစာရှင်နဲ့တွေ့သွားတယ်လို့ယုံကြည်လာကြတယ်။မောင်ထူးရဲ့တရင်ဟာတဖြည်းဖြည်းနဲ့အမျိုးသမီးတွေကြားထဲမှာအနှင်းငယ်မွေးကြိုင်နေပြီဖြစ်ပါတယ်။အချိန်မင်္ဂလာပွဲစီမောင်ထူးရဲ့အာရုံကိုအထူးပန်းစားနိုင်တဲ့အမျိုးသမီးလေးတဦးရောက်ရှိလာတယ်။သူမကတော့ပင်ကွင်းထဲအေးသိမ်းပါ။အေးသိမ်းကလည်းငယ်စဉ်ကတည်းကဘာလို့ကန်ခေသူတယောက်ဖြစ်ပြီးနမောနမဲအလွန်နိုင်တဲ့မင်္ဂလေးတယောက်ဖြစ်ပါတယ်။ခုလည်းမောင်ထူးရဲ့ချက်ကောင်းပေါ်ရဲတွေဖိတ်ကြကုန်လို့စကားကောင်းနေရလေးပါပြတ်သွားရတယ်။ဒါပေမဲ့မောင်ထူးရဲ့ရှင်ထဲမှာတော့အေးသိမ်းကနေရာယူသွားခဲ့ပြီဖြစ်ပါတယ်။ဒီလိုနဲ့နောက်နေ့မနက်ကျတော့ဘယ်သူအားချောင်းလိုက်တယ်မသိစေခန်းကိုမရောက်ဘူးမင်္ဂလေးတွေအများကြီးရောက်ရှိလာတယ်။အင်ရောက်တော့ဖုံပွင့်ကြည့်လိုက်တော့လဲထူးဆန်းစွာနဲ့ကောင်မလေးတွေအများကြီးခေါ်ထားပြန်တယ်။ဒီကြားထဲမိမရန်လိုချင်နေတဲ့ယောက်ျားကြီးတွေကလည်းတမျိုးပါ။နောက်ပိုင်းမောင်ထူးနဲ့ဓမ္မနဲ့တို့ဖြစ်တဲ့မင်္ဂလေးတွေရာလင်ရရှိရေးဆိုတဲ့ရွေးချက်ကြီးနဲ့လာရောက်ချင်းကပ်ကြတာဖြစ်ပါတယ်။ဘာမှပင်ကွင်းထိတ်အေးသိန်းကတော့တကယ်ပင်ကွင်းထိတ်နဲ့အလုပ်ကိုပဲလုပ်ကင်တယ်။တုံးစံတိုင်းအေးသိန်းပင်ကွင်းထိတ်နဲ့ရင်နမောနမဲနဲ့ကျွန်းပြပြီးတော့တစ်ချောင်းနဲ့သွားတယ်။ဒီတော့အေးသိန်းလေးလောလောလတ်လတ်ဟိုနေကမှတွေ့လာတဲ့သွားစီအောင်ရဲ့မောင်ထူးစီကိုသွားပြန်တယ်။မောင်ထူးလည်းသွားပြင်းရင်းနဲ့စားကျင်လာလို့အေးသိန်းကိုညကြရင်တင်ထားတိဖို့ကမ်းလှမ်းလိုက်ဒါပေမဲ့အေးသိန်းကတော့စိတ်မကောင်းစွာနဲ့ညင်းပြီးတော့ပြန်သွားပါပြီ။ဒီလိုနဲ့စေကန်းပိတ်ခန့်နေတော့ကြတော့အေးသိန်းမောင်ထူးစေကန်းကိုပြန်ရောက်လာတယ်။အကြောင်းကတော့ထုံးစံတိုင်းကန်ဆိုးသူအေးသိန်းကားပြတ်သွားလို့ပါ။ဒီလိုနဲ့မောင်ထူးလည်းအေးသိန်းကိုအိမ်လိုက်ပို့နေရင်းနဲ့သူနဲ့တေးဖို့နောက်တစ်ခါတော့ထပ်ပြောကြည့်တယ်။ဒါပေမဲ့အေးသိန်းကတော့လုံးဝနိုးပါပဲ။ဒီလိုနဲ့တငယ်ချင်းမောင်ပိန်ကလည်းကောင်မလေးတွေဒီလောက်တောင်းတနေတာကိုဖျားဖြစ်မဲ့အုံနီကကြီးလုံးမနေဖို့အကြံပေးတယ်။နောက်ဆုံးမောင်ထူးလည်းကောင်မလေးတွေပူစားရှင်တွေ့ရမတွေ့ရအသာထားပြီးသူတို့စိတ်တိုင်းကြဖြစ်စီပေးဖို့ဆုံးဖြတ်လိုက်တော့တယ်။ဒီလိုနဲ့မောင်ထူးဟာတနေ့တစ်မျိုးမယိုးနိုင်အောင်စားသုံးရပြီးအဝေးကွင်းတွေရောအိမ်ကွင်းတွေပါပတ်ကန်ရတယ်။ကျိုးကလည်းတကယ်ကြီးရဲ့ယောက်ျားရသွားလို့တည်နေပြန်လာရင်မောင်ထူးလေးလူမျိုးမရေးဘာသာမရေးပါကြုံတွေ့ရတော့တယ်။အာသာမပြေမမဝေနဲ့လည်းတွေ့ရတယ်လို့ထမန်နဲ့ထုံးနေရင်လည်းဖျားလန့်ရှိကူတဲ့ဖျားတရားသမားတွေနဲ့ပါတွေ့ရတယ်။ဒါပေမဲ့အကုန်လုံးရဲ့ယူရချက်ကတော့လင်ရရှိရတဲ့ခုတည်းသာဖြစ်ပါတယ်။ဒီလိုနဲ့တရားကြတော့ TV မှာပင်ကွင်းလေးလာနေတာကြည့်နေရင်လည်းမအေးသိန်းကိုရုတ်တရက်တတိရမိသွားတယ်။မောင်ထူးလည်းအေးသိန်းကိုချက်ချင်းရင်နဲ့ပြန်ရောက်သွားပြီးအေးသိန်းရှိရာပင်ကွင်းပြတိုက်ကိုသွားရှာကြည့်တယ်။အေးသိန်းကိုနောက်တစ်ခေါက်တေးဖို့ထပ်ပြောကြည့်ပြမဲ့အေးသိန်းကအခုထိဘူးကနေဖျော်မသိသေးပါဘူး။အချိန်မှာအေးသိန်းရဲ့မောင်ထေးသိန်းရောက်လာပြီးဘေးကနေဝိုင်းပြောပေးလိုက်လို့မောင်ထူးလည်းတညလောက်ဒေခွင့်ရရှိသွားတယ်။ဒါပေမဲ့မောင်ထူးကတညတည်းနဲ့တင်အပီချုံနိုင်ခဲ့လို့ညာရင်းချင်းပဲရီးစားတွေဖြစ်သွားကြပြီ။ဒီလိုနဲ့နှစ်ယောက်သားရိုမီယိုဂျူလီယက်ရှောင်းအောင်ချက်ခဲ့ကြပြီးတော့ထမင်းနဲ့ထိုးကြမဲ့အခန်းကဏ္ဍကိုရောက်ရှိလာတယ်။ဒါပေမဲ့မောင်ထူးကောင်းကန်းရောက်နေတော့မှပဲပေါ်ရာမောင်ပိန်းစီကနေအလိုက်ကန်ဆိုးမသိဖုံးဝင်လာတယ်။အကြောင်းကတော့မောင်ထူးနဲ့ထမင်းနဲ့ထိုးကူးတဲ့မိန်းကလေးတွေအကုန်လုံးတရားမကျန်ယောက်ျားတွေရကုန်ပြီဆိုတာပဲဖြစ်ပါတယ်။မောင်ထူးလည်းတင်းဝါရောက်တော့မှပဲစားရမှလည်းတဲ့ချက်ချက်ပြရမှလည်းစီတူဝင်ဝင်ဆိုသလိုတွေပါဖြစ်ရတယ်။ဒါပေမဲ့လေအေးသိန်းကတော့လုံးဝအဆုံးရှုံးမခံနိုင်တာမို့မောင်ထူးလည်းညစာအငတ်ခံပြီးပြန်ခဲ့လိုက်ပြီ။မောင်ထူးတို့လည်းဒီကိစ္စကိုမယုံသေးလို့ဆိုပြီးယောက်ျားရဖို့ဘလို့မဖြစ်နိုင်တဲ့ကဝဝအမျိုးသမီးကြီးနဲ့ထပ်မံစမ်းသပ်ဖို့လုပ်ကြတယ်။အော်ကလီဆန်ချင်းဆရာကြီးဆိုပေမဲ့လည်းအရင်လိုအေးသိန်းစီကနေတောင်ကျန်ကြီးမဖြစ်ချင်လို့မချစ်တော်လဲအောင်းငါနိုင်ရပြီ။ဒါပေမဲ့လည်းတပတ်လောက်ကြာတဲ့အထိထိုအမျိုးသမီးကြီးရီးစားတော့မရသေးပါဘူး။တပတ်မှလည်းအေးသိန်းနဲ့တွေ့ရင်စိတ်မထိုင်နိုင်မှဆိုလို့ကိုဗစ်ဖြစ်နေရလို့ရှိထားလိုက်ဒီလိုနဲ့နှစ်ပတ်လောက်ထိဘာရီးစားမှမရသေးတော့ဘော်ရာမောင်မိန်ကုံမဲ့အမျိုးသမီးကြီးနဲ့ညစာထွက်စားခိုင်းမှုအကူကြီးတောင်းကြည့်ရတယ်ဒီလိုနဲ့ညဘက်ကျမောင်တူအေးသိန်းနဲ့ဖုံပြောနေရင်းနဲ့မောင်ပိန်းစီကနေတင်းကောင်းတစ်ခုကြားသိလိုက်ရတယ်အဲ့ဒါကတော့မောင်ပိန်းနဲ့ပေါင်300အမျိုးသမီးကြီးတော့ညစာစားပြီးပြန်ရောက်တဲ့ဒီဘာမှဆက်မဖြစ်ကြဘူးဆိုတာပါပဲမောင်တူလည်းချက်ချင်းဆိုသလိုပဲရေချိုးနေရင်တန်လန်းကြီးကနေအေးသိန်းရဲ့အိမ်ကိုအပြေးလေးထထသွားပါတော့တယ်အင်ရတော်နေရာတော့ကြောင်ကရင်းပြတဲ့ဇရက်တောင်မှန်ကျိုးတွေ့သလိုနှစ်ဘိုးချပြတ်တွေပါတောင်းပြန်လိုက်ကြတယ်ဒီလိုနဲ့မောင်တူလည်းဆန္ဒတွေပြေးသွားပြီးနောက်တနေ့မနက်ကိုမူရတဲ့မျက်နှာကြီးနဲ့နှုတ်ထလာခဲ့ပြီဒါပေမဲ့အဲ့ချိန်မှာ TV ကနေပေါင်300အမျိုးသမီးကြီးဘဲနဲ့လျှောက်တိုးနေတာကိုလှမ်းတွေ့လိုက်ရတယ်အားနဲ့မောင်ပိန်းစီကိုဖုန်းဆက်မေးကြည့်လိုက်တော့မှပဲမောင်ပိန်းလျှောက်ဖုန်းနေတာဖြစ်မှန်းသိရှိလိုက်ရပြီမောင်တူလည်းညာပွဲချမ်းပြီးဆိုတော့မတန်းနိုင်တော့ပဲအေးသိန်းကိုသူ့နာကထမှန်သားအောင်ပဲကြိုးစားဖို့ဆုံးဖြတ်လိုက်တော့တယ်အေးသိန်းမနက်နူရာနဲ့ဖုန်းကြီးတွေဆွမ်းကတ်သလိုစားစရာပေါင်းစုံနဲ့စချုပ်တယ်အချိန်ပြည့်မျက်စိအောက်ကနေအကြောင်းမခံသလိုအလုပ်ကိုလည်း surprise တွေရောကူလာတွေပါလှမ်းလုပ်တယ်ဘယ်တော့မောင်တူရဲ့ယူကြောင် surprise တွေပဲမြင်နေကြလို့ကြာတော့အေးသိန်းလည်းစတင်မုန်းကြလာပါပြီမောင်တူကပုံမှန်သိမဟုတ်ဘူးထင်သွားလို့အေးသိန်းလည်းကြောက်ပြီးမောင်တူကိုအဆက်တွေစဖြတ်လိုက်တော့တယ်မောင်တူဘာလို့ဘာကန်ရမှမသိတော့ဘော်ရာမောင်မိတ်စီမှာတော်ဖီးရတယ်ဒီလိုနဲ့တပတ်လောက်ကြာတော့တန်းတိုင်းပဲအေးသိန်းကိုပြတိုင်းမှာဘဲတိပွေနဲ့တွေ့လဲရပါပြီမောင်တူလည်းဘဲတိလည်းထင်ပြီးတောက်ခွတ်သွားထိုးလိုက်တာဟိုကစန္ဒဆရာဖြစ်နေလို့အေးသိန်းလည်းတော်တော်စိတ်ဆိုးသွားပြီနေရာတကာလိုက်ဆိုးမိုးနေတဲ့မောင်တူကိုဆက်ပြီးဒီမခံနိုင်တော့အေးသိန်းလည်းလမ်းမခွဲပြစ်လိုက်တော့တယ်မောင်တူလည်းအသေးလေးခွဲပြီးမိုးရေရဲသွားထိုင်းနေရင်ကနေငငယ်ကသူ့ကိုချိန်စာတိုက်ခဲ့တဲ့ကောင်မလေးကိုရောက်တရတတိရသွားတယ်ဒီတော့ဒါကြောင့်ပဲဖြစ်ရမယ်ဆိုပြီးအိမ်တုန်းကကောင်မလေးအိမ်ကိုစုံစမ်းမိလိုက်သွားကြည့်တယ်ဟိုရောက်တော့အိမ်တုန်းကရောကြောင်ပန်းကြောင်လေးကအခုတော့တပားမွေးတွေးလာကြီးဖြစ်နေတာကိုပါတွေ့လိုက်ရတယ်မောင်တူလည်းအချူချောင်းပြလိုက်တော့ဘာချိန်စာမှ
မဟုတ်ပဲငငယ်ကတရားရှောက်ပြောလိုက်တာဖြစ်ကြောင်းရှင်းပြတယ်ဒေတာဘူးစာမှန်ရင်ရှောင်လဲလို့မရကြောင်းတရားချလိုက်တော့မောင်တူရဲ့တရားတွေပေါက်သွားပြီးအေးသိန်းကိုဆုံးလို့ဖို့ဆောင်ပြလိုက်ပါတော့တယ်ဒီလိုနဲ့တဖြည်းဖြည်းကြာလာတော့အေးသိန်းရဲ့ဘေးမှာတကယ် PJ တပွေရောက်ရှိနေခဲ့ပါပြီမောင်တူလည်းနေစဉ်အေးသိန်းပဲသွားချောင်းကြီးနေရဲ့အဝေးကနေပဲချစ်နေလိုက်ပါတော့တယ်ဒီလိုနဲ့တရားကြမောင်တူဂိမ်းနေတော့မောင်ပိန်လဲစွန်နဲ့လက်ထပ်တော့မယ်ဆိုပြီးကြွားဖို့ရောက်ရှိလာတယ်။ဒါရင်မကသေးပဲအေးသိန်းဟာလည်း BJE နဲ့အနာတိကတိုက်ကိုလိုက်တော်တော့မိဖြစ်ကြောင်းထပ်မံကြားသိလိုက်ရတယ်။မောင်တူလည်းချက်ချင်းပဲအနာတိကတိုက်ကိုသွားမဲ့လင်းရဲ့လက်မှတ်မှန်သမျှကိုအကုန်ဝယ်ပြစ်လိုက်ပြီးအေးသိန်းကိုပတ်စိတ်တိုင်းလိုက်ရှာကြည့်တော့တယ်။ဒီလိုနဲ့မောင်တူလည်းအေးသိန်းကိုတွေ့တွေ့ချင်းမဲ့ဒရမာလေးချိုးချလိုက်တာအေးသိန်းလည်းပြောပြီးဖတ်သွားခဲ့ရတယ်။ကံကောင်းကျွန်တော်အေးသိန်းနဲ့လောကိစ္စသွားမဲ့ BJE ကြီးကလည်းမိမပါရှိနေပြီးလင်းရဲ့မမနဲ့သူမိမကြီးပါနေတာကိုတွေ့လိုက်ရတယ်။ဒါပြင်အေးသိန်းကလည်းတစ်သက်လုံးထပ်သွားမှမဟုတ်ပဲနောက်3ရက်နေရင်ပြန်လာအောင်ပါပါ။နောက်ဆုံးတော့မောင်တူလည်းသူရဲ့ချိန်စာကိုပဲဖြတ်နိုင်ခဲ့ပြီးအေးသိန်းနဲ့ရအောင်ပေါင်းဖက်နိုင်ခဲ့ပြီဖြစ်ပါတယ်။အမှန်တကယ်တော့ချိန်စာတိုက်ခဲ့တဲ့ကောင်မလေးကပြန်ဖြတ်ပေးလိုက်လို့ပါ။ဒီစကားလေးကိုကြည့်ပြီးတွေ့တိုင်းပြက်ကြီးများလဲကိုကြီးစားဟောင်းနဲ့ကိုမင်္ဂလာဆောင်သားပြီလားဆိုတာဖုန်းဆက်မေးကြည့်လိုက်ကြပါဦး။ကျေးဇူးတင်ပါတယ်။